ဒီချင်းကမိသားစုကညာအားလုံးကိုလက်နာခံပြီးတန်ရာတွေကိုတိတ်တိတ်လေးပဲဖုံးကွယ်ထားတယ်အဖေတွေတွေ့ပါနေဘူးမောရွာလေမနာရဲ့လက်တွေ့ချမ်းပြီးခန္ဓာကိုယ်ပင်ပန်းပေမဲ့သာသမီမျက်နှာမြင်ရဲ့အားရှိတယ်သမင်းစားဝဲချွေရခဲ့အပြေဘဝကမြဲပိတ်ဆက်နေတယ်နာမတီးခဲ့ဘူးမြမချာသူရှိနေတာဝေမျိုးမမီနာစုတွေရောခံရဲ့အပြေဆိုတာအမြဲနှလုံးသားကလည်းပြုံးနေတဲ့သူမိသားစုဘဝခုလုံးရင်ထားသူပင်ပန်းလုံးပင်မဲ့မပြောဘူးအားကဲလုံးပင်မဲ့မငိုဘူးသာသမီလေးတွေပြောဖို့အတွက်အပြင်ကတိတ်တိတ်ခံရဝေးမျိုးမှာတယောက်တည်းလုံးအင်ကိုလွှမ်းရင်ညတိုင်းအိမ်မပြောဖိုးတွေကပါတော့မိတန်ကြတိုင်းအဖေရဲ့မျက်ရည်တွေဝင်လာတယ်ဖေဖေဘယ်တော့